မြန်မာနိုင်ငံကအစတစ်ကမ္ဘာလုံးငြိမ်းချမ်းမှုမေတ္တာဘာဝနာပွားတဲ့အနေနဲ့928သွယ်မေတ္တာအလုံးတော့ကြားဘူးနေကြတယ်အခုဒီကနေ့928သွယ်မေတ္တာကိုအကျိန်ပေါင်း928ကြိမ်ပါဠိဘာသာနဲ့မေတ္တာပို့တဲ့နည်းကိုပြောပြပြီးတော့မေတ္တာဘာဝနာနှုတ်နဲ့ပွားတဲ့မေတ္တာပါဒီဘာဝနာပွားတဲ့အခါမှာစိတ်နဲ့ပွားတာအဓိကသို့တော့နှုတ်နဲ့ရွတ်ဆိုပြီးစိတ်ကနောက်ကလိုက်လို့ရှိရင်လေဒီ32ခုတန်တာတွေကြတော့သူကဝဆတာသစ္စာယမနတာသစ္စာယလို့နှစ်ခုရှိတယ်နှုတ်နဲ့ရွတ်ဖတ်တာရဲ့စိတ်နဲ့ပွားတာရဲ့နှစ်ခုရှိတယ်စိတ်ကနောက်ကလိုက်လို့ရှိရင်လေဒေသနာအစဉ်တိုင်းအာယုံပြုသွားလို့ရှိရင်မေတ္တာဘာဝနာပွားခြင်းကိစ္စပြီးတယ်ပေါ့နှုတ်ကရွတ်ဆိုတဲ့နောက်ကိုစိတ်ကနေမပြတ်လိုက်သွားလို့ရှိရင်မေတ္တာဘာဝနာမနောကံလည်းဖြစ်သွားဝစီကံမေတ္တာလည်းဖြစ်သွား928နော်အလုံးကြားဘူးကြားနေပြီမဲ့လို့လွယ်လေးနဲ့928ဖြစ်ပုံကိုပြောပြပြီးတော့အဲ့ဒီ928ချိန်မေတ္တာပို့တာဟာနိုင်ဝက်မိနစ်40လောက်တော့ပို့ရမယ်နယ်သာလန်နိုင်ငံသွားပြီးတော့ဘုန်းကြီးတို့ပြီးတော့မှသင်တန်းပို့ချတဲ့အချိန်တော့မနေ့မှ928ပဲမေတ္တာပွားဘူးတယ်မိနစ်40နီးလောက်ရှိရတယ်အဲ့တော့အလုံးလိုက်ဆိုမယ်ဆိုရင်တော့မိနစ်50လောက်ကြာခြင်းလည်းကြာမှာပေါ့နော်အဲ့ဒါလေးပဲဆက်ပြီးတော့လုပ်ဖို့အခုရှင်းဥစွာသင်္ကြန်လို့ဆိုတာသင်္ကမန္တဆိုတဲ့စကားလုံးကပြောင်းရွှေ့လာထိုင်းကလည်းဒီကလာတဲ့စကားလုံးပဲဆုံကရန်ဆိုပြီးတော့သူတို့ကြတော့အတန်တွဲမတူတယ်ဆုံကရန်နဲ့သင်္ကြန်နဲ့တူပဲအတိပ္ပယ်ဒါအိန္ဒိယကနေပြီးတော့ကုဆက်ပြောင်းလဲလာတဲ့စကားလုံးတစ်ခုသင်္ကမန္တဆိုတာပြောင်းရွှေ့ခြင်းပဲသူတို့ကတော့ဂျိုတွေနဲ့ပတ်သက်ပြီးပြောတာပေါ့လေလွယ်ကတော့မြန်မာတက္ကရာအနေနဲ့ပြောမယ်ဆိုရင်1385ခုနှစ်ကနေပြီး1386ခုနှစ်သို့ပြောင်းလဲတာမျိုးဆိုတာပေါ့တစ်နှစ်တိုးသွားတက္ကရာပြောင်းတာနှစ်ဟောင်းကုန်ဆုံးလို့နှစ်ဟောင်းကိုဘာနဲ့သတ်မှတ်ထားတော့ဆိုရင်360ရက်365ရက်365ရက်အဲ့ဒါနဲ့ရက်ပေါင်း365ရက်နဲ့သတ်မှတ်ထားတာပေါ့အတိအကျတော့မဟုတ်အဲ့ဒါလောက်ကိုတစ်နှစ်လို့သတ်မှတ်ထားပြီးတော့မြန်မာနိုင်ငံရဲ့နှစ်စနစ်ကတော့သူကကောင်းကင်ဟာဂျိုနဲ့လနဲ့တွားပြီးသတ်မှတ်ထားတဲ့အတွက်ကြောင့်ဟိုကပြောင်းတဲ့အတိုင်းလိုက်ပြောင်းနေရတာတွေရှိတယ်ကောင်းကင်ဂျိုနဲ့လနဲ့ lunar system လို့ခေါ်တယ်လနဲ့ပတ်သက်ပြီးလပြည်ကိုဗဟိုထားပြီးတော့လပြည်လကွယ်နဲ့သွားတဲ့အခါကျတော့အဲ့ဒါနဲ့ကြိုက်အောင်လိုက်ပြီးတော့ပြောင်းရတဲ့အခါဝါထထာတို့ဘာတို့ဒီလိုတွေဖြစ်ကုန်မြန်တာပါရက်ကြိုက်အောင်ပြန်ညှိရတယ်မညှိပဲနဲ့အများရန်ညှိနေတော့ကောင်းတယ်အင်္ဂလိပ်ကျတော့ဝါထထာတရက်ပဲပြောင်းလဲရှိတယ်ဖေဖော်ဝါရီ28က29ဖြစ်သွားတာဒါပဲသူတို့ကတော့30 31ရက်နဲ့သွားတာဟုတ်မြန်မာကတော့29ရက်30 29 30နဲ့စုံနဲ့မာနဲ့သွားတဲ့အခါတခါတလေရက်ပေါင်းကကွာဟသွားတာကိုပြန်ပြီးတော့ညှိရတဲ့အခါဝါထတယ်လို့ဘာလို့ဖြစ်လာတော့ရှင်းတော့ကလေးကဒီစနစ်ကလောက်လာတော့ဒါတွေကတော့ကောင်းကင်ဂျိုနဲ့ညှိပြီးတော့အပူအေးရာသီဥတုကိုက်အောင်ညှိပေးခြင်းသာဖြစ်တယ်ပေါ့အဓိကမဟုတ်လူတွေကနေထိုင်ကြတာသူဥတုနဲ့ရာသီနဲ့လူတွေရဲ့ဘဝဟာဆက်ဆက်နေတာဟုတ်ဆက်ဆက်နေတော့သူတို့နဲ့ကိုက်ညီအောင်ညှိနှိုင်းပြီးတော့ပေးတဲ့ system ပဲဘာမှမထူးဘူးအင်္ဂလိပ်ကတော့ solar system ဖြစ်လိမ့်မယ်လကိုအဓိကမထားဘူးသူတို့ကြဒါမို့လာပြီလာွယ်မရှိဘူးလေအင်္ဂလိပ်လာကြတော့လာပြီလာွယ်မရှိဘူး
ဆိုလာပြက်ကလေးနဲ့သွားတာဒီကလူနာကြတော့အဲ့လိုမဟုတ်ကောင်းကင်ကလာနဲ့ချိန်ဆက်ထားကြအကယ်၍အဲ့လိုမညှိရင်လူပြေကလာပြီလို့ခေါ်တဲ့အချိန်မှာဟောလာွယ်ဖြစ်ချင်းဖြစ်သွားမှာပြောလို့မရဒါကြောင့်မလို့အဲ့ဒါတွေကိုင်းကြည့်အောင်ပြန်ညှိတဲ့ပြက်ကလေးနဲ့ဒါကတော့နှစ်ဆိုတာသင်္ကေတတစ်ခုသာလည်းဖြစ်တယ်အဓိကမဟုတ်ဘူးသင်္ကေတတစ်ခုပဲအများကသိမှတ်ပြုထားတဲ့ general consensus လို့ခေါ်အများသိမှတ်ပြုထားတဲ့သမုဒိသစ္စာတစ်မျိုးသာလည်းဖြစ်တယ်ပေါ့အဲ့ဒီအတိုင်းလိုက်လာကျင့်သုံးကြလို့ဒီနေ့နှစ်ဆန်းတည်းရဲ့အဲ့တော့ဒါအနိတ္တရာလားလို့ဆိုဒါအနိတ္တရာမဟုတ်ဘူးအနိတ္တရာကဘာလို့ဆိုကိုပြောင်းလာတာကြည့်လေနှစ်ပြောင်းတာကကိုယ့်ရဲ့အနိတ္တရာမဟုတ်ဘူးပြောင်းနေမှာပဲသူကနှစ်တင်ပြောင်းတာမဟုတ်ဘူးလေရက်ကလည်းပြောင်းတာရက်တင်ပြောင်းတာမဟုတ်ဘူးနာရီလည်းပြောင်းနာရီတင်ပြောင်းတာမဟုတ်ဘူးမိနစ်လည်းပြောင်းမိနစ်တင်ပြောင်းတာမဟုတ်ဘူးစက္ကန့်တိုင်းစက္ကန့်ပြောင်းနေတာလေပြောင်းလဲမှုဆိုတာအချိန်နဲ့သွားနေတာတွေကြီးပဲအကုန်လုံးအဲ့ဒီချိန်ပဲကိုယ့်အတွက်ပြောင်းလဲဖို့တတိထားဖို့ရပါတော့ဆိုလို့ရှိရင်ငါဟာမနစ်ကလိုပဲလားမနစ်ကလိုပဲလားလောဘနောက်လိုက်တုံးမလားဒေါသနောက်လိုက်တုံးမလားမောဟနောက်လိုက်တုံးမလားမနစ်ကလို၅ပါးသီလချိုးခြင်းတဲ့အခါချိုးပြည့်စုံခြင်းတဲ့အခါပြည့်စုံဒီလိုပဲနေမှာလားနော်အဲ့တော့ကိုယ့်ရဲ့ကိုချင်းတရားတွေကပြောင်းလဲမှုမရှိဘူးဆိုလို့ရှိရင်နှစ်ပြောင်းတာဟာသူကသူပြောင်းတာပဲကိုယ့်ရဲ့အပြောင်းမဟုတ်ဘူးပေါ့အဲ့တော့ကိုယ့်ရဲ့အပြောင်းဖြစ်ဖို့ရာအရေးကြီးတယ်ပေါ့အပြောင်းဆိုဒီမှာအကောင်းကနေအဆိုးပြောင်းသွားတာလည်းရှိတယ်အဆိုးကနေအကောင်းပြောင်းသွားတာလည်းရှိတယ်ဘုန်းကြီးတို့တွေကြိုးစားရမှာအကောင်းကနေအဆိုးပြောင်းမသွားပဲနဲ့အဆိုးကနေအကောင်းပဲပြောင်းဖို့ဆိုတာတတိထားရမယ်ပေါ့နော်စိတ်ဓာတ်တွေမွန်မြတ်တဲ့စိတ်ဓာတ်တွေဖြစ်လာတယ်မြတ်စွာဘုရားဟောတဲ့တန်လေခတုတ်တန်ဆိုတာအဲ့ဒီအိဗယ်ရဘယ်သူတွေမဟုတ်တာလုံးလုံးငါတို့မလုပ်ဘူးဟောမနစ်တုန်းကမကောင်းတဲ့အမှုကျင့်တွေငါလုပ်မိတယ်ဒီနှစ်တော့ငါမလုပ်ဘူးမနစ်တုန်းကငါတဏ္ဍာမှာမကောင်းတဲ့စိတ်ဆိုးစိတ်မိတ်တွေအကျဉ်းတရားလောက်ဖြစ်ဘူးတဲ့ဆိုဒီနှစ်ကျရင်ငါအကျဉ်းတရားမဖြစ်စေရဘူးတစ်ချိန်မှမဖြစ်အောင်ကြိုးစားဒီလိုအကောင်းဘက်ကိုဥတည်ပြီးတော့ပြောင်းလဲတဲ့အပြောင်းလဲဖြစ်မှာတကယ် Happy New Year ဖြစ်မှာနော်လောကလူတွေက Happy New Year Happy New Year ဆိုတာဘာတွေနဲ့ happy နေကြတာတော့ဆိုရင်ဘီယာနဲ့ happy တာတို့အရက်နဲ့ happy တာတို့ဒါတွေနဲ့ happy နေကြတာလေအပြောင်းလဲမဟုတ်ဘူးတကယ်ကတော့ပျော်စရာရှင်စရာတကယ်မဟုတ်ပဲနဲ့မကြခင်ပဲဒုက္ခရောက်မဲ့အလုပ်တွေလုပ်နေကြတယ်လို့ဆိုရမှာပဲမကြခင်လေးပဲဘဝအဆုံးသတ်သွားတာနဲ့တပြိုင်နက်သူ့ရဲ့ effect တွေ result တွေကလာတော့မှလေဆိုပါစို့အချိုကြိုက်တဲ့လူကဆီးကျွယောဂါတွေရှိတယ်ဒါပေမဲ့အချိုကြိုက်တော့တွေ့တယ်ကောင်းတယ်ရတာရှိတယ်စားတယ်မကြခင်ပဲဆီးကျွတွေတက်တယ်ဆိုတာခံရမှာresult ကအဲ့လိုလာတာပေါ့မကြခင်ပဲ result ရောက်လာတဲ့အခါကျအဲ့ကြရင်ဒုက္ခရောက်သွားပြီထို့တူပဲအကုသိုလ်ဆိုတာအဲ့လိုပဲတောက်တုံးတော့ကောင်းတယ်ကောင်းပြီလို့ရှိရင်သူ့ရဲ့အကျိုးတွေတက်လာပြီဆိုလို့ရှိရင်ကတော့အဲ့ကြတော့ခံပြီးတော့ဒီလိုပြောတာနော်အဲ့ဒါကိုမြတ်စွာဘုရားကတာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာမကောင်းတဲ့ result တွေကိုဖြစ်ပေါ်စေတယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေကဘာကပြောင်းရမလဲဆိုရင်အဓမ္မကနေဓမ္မကိုပြောင်းအောင်ကြိုးစားရအကုသိုလ်ကနေကုသိုလ်ကိုပြောင်းအောင်ကြိုးစားရုပ်နေတဲ့စိတ်ကနေပြီးတော့မြင့်မြတ်တဲ့စိတ်နေသဘောထားတွေကိုပြောင်းအောင်ဒေါသကနေမေတ္တာကိုပြောင်းအောင်ဒီလိုကောင်းတဲ့အပြောင်းမျိုးတွေဖြစ်အောင်ကြိုးစားအထောက်ကြမှာနှစ်သိကူးတယ်တင်းချံဆိုတဲ့အဓိပ္ပာယ်ဟာပို့ပြီးတော့ကိုယ့်အတွက်အကျိုးရှိလာမှာဖြစ်တယ်ကောင်းတဲ့အပြောင်းကိုတို့တွေပြောင်းအောင်ကြိုးစားကြမယ်လို့နှစ်ဦးအခါသမယမှာဒီလိုစိတ်ထဲမှာဆောက်တည်ပြီးတော့ကြိုးစားအထောက်မယ်ဆိုလို့ရှိရင်ဖြစ်လာမှာပါ determination ဆိုတာသိအရေးကြီးတာဒါလုပ်မယ်လို့ဆိုတာပုရုဇဉ်ဘဝမို့လုပ်မယ်လို့ပြောထားရင်မေ့တယ်မေ့သွားတယ်သို့သောလုပ်မယ်ဆိုတဲ့ခံယူချက်ကလေးကမကြမကြပြန်ပေါ်လာတဲ့အခါကျကိုယ့်ဖုံမှာလှုပ်ဖြစ်ပြီးတော့သွားတာတဖြည်းဖြည်းအင်အားရှိသွားမှာပဲကောင်းတဲ့ဘက်ကိုတဖြည်းဖြည်းပြောင်းလာမှာ
အဲ့ဒါလို့တဖြည်းဖြည်းပြောင်းလာအောင်ကြိုးစားအထောက်ကြဒါမှသင်္ညံရဲ့အနှစ်သာရဆိုတာသိရတော့မဟုတ်တစ်နှစ်လာလဲဒါပဲတစ်နှစ်လာလဲဒါပဲဆိုအပြောင်းလဲမရှိဘူးလေလူကသာအိုးသွားမှာပဲအဲ့ဒါတွေကသဘာဝရဲ့ပြောင်းလဲမှုတွေဒါဖြစ်တယ်ပေါ့ကိုယ့်ရဲ့ပြောင်းလဲမှုဖြစ်အောင်ကြိုးစားဖို့လိုတယ်ပေါ့အစိုးတွေကအကောင်းအောင်ဖြစ်အောင်ကြိုးစားရမယ်မသိတာကသိတာကိုပြောင်းရမယ်ဒီလိုဆက်လို့တာပေါ့အဲ့ဒါလိုပြောင်းလဲဖို့အရေးကြီးတယ်အဲ့တော့သင်္ကြန်ဆိုတဲ့သဘောကနှစ်ဟောင်းကနေပြီးတော့ပြောင်းတယ်ဒီကနေ့မြန်မာလူတို့ရဲ့သင်္ကေတမှတ်သား1385ခုနှစ်ဆိုတဲ့နှစ်ဟာကုံဆုံးသွားပြီးတော့1386ခုဆိုတဲ့တရက်ကစတင်တဲ့နှစ်တကူအခါသမယရောက်လာတယ်တစ်ကနေပြန်စကြပြန်ပြီနော်အဲ့ဒါလို့ပြန်စတဲ့အချိန်မှာဒီတစ်နှစ်လုံးတို့တွေမေတ္တာဘာဝနာဝါမယ်နေ့စဉ်နဲ့အမျှငါးပါးသီလလုံအောင်ထိမ့်မယ်သီလတွေလုံအောင်ထိမ့်မယ်ကုသိုလ်တရားတွေပို့ပြီးတော့ဖြစ်ပေါ်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ဆောက်တည်မှုဒိဋ္ဌံချက်ကလေးတွေလုပ်ထားရမယ်ပေါ့ဒါမှကိုယ့်အတွက်အဓိပ္ပာယ်ရှိတော့ပြောင်းလဲမှုဆိုတာဖြစ်ပေါ်လာမှာဖြစ်တယ်ပေါ့အဲ့တော့လူတို့ဘောဟာအနေနဲ့နှစ်ဟောင်းကနေကုံဆုံးတာသူ့ဟာသူကုံမှာပဲဘာဖြစ်လို့အကျိုးတွေအကြတွေအကြက်တွေလုပ်နေကြတာလဲလို့ဆိုဘေးရင်သမားတွေရဲ့ဒီတင်းကြစာအဆိုနဲ့လိုက်ပြီးတော့လုပ်ကြတာဒါအဓိကမဟုတ်ဘူးเนาะအဓိကမဟုတ်ဘူးဟိုနှစ်ဟောင်းမကုံခင်ကို့မှာဘလို့အကျိုးရှိရမလဲအေးတင်းညာအကျိုးနေတင်းညာအကျိုးနေဆိုတဲ့အခါမှာတို့တွေနှစ်ဟောင်းကုံတော့မယ်ဆိုတာကြွတင်ပြီးတော့တတိပေးတာဖြစ်သည့်အတွက်ကြောင့်တတိအမှတ်တရထားပြီးတော့ကုသိုလ်ကောင်းမှုများများလုပ်မယ်ဆိုတဲ့စိတ်ဓာတ်မကုံခင်လေးမှာတို့1385ခုနှစ်မကုံခင်လေးမှာအမြတ်ရအောင်ကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်ကလေးတွေပေါ်လာအောင်ပညာအကျိုးနေ့အင်္ဂလိပ်လိုကတော့ပုံသေးဧပြီလ23ရက်ဟာအကျိုးပဲမြန်မာလကသာပြောင်းနေတာသူတို့ကြတော့ပုံသေးကသအဲ့ဒီရက်ပဲအဲ့တော့14ရက်နေ့ကပညာကြပြီဆိုတာပညာအခါသမယရဲရောက်ပြီအဲ့တော့တရားမင်းဆင်းတာမဆင်းတာဒါတွေကအဓိကမဟုတ်ပါဘူးဆင်းစရာလည်းရှိစရာအကြောင်းမရှိပါဘူးနော်ဘာလို့လဲဆိုရင်တာဝရိန္ဒနတ်ပြည်မှာဒီလူပြည်ကအနှစ်တရာမှာတာဝရိန္ဒနတ်ပြည်တရက်ဆိုတော့လူပြည်ကသိညာက10မိနစ်တခါလောက်ကြာနေတာဆိုဘယ်လိုလုပ်ဆင်းမှာသူ့မှာလှုပ်เสียတောင်းအကြောင်းရှိမှာမဟုတ်เนาะအဲ့တော့အပြောင်းလဲသဘောကိုဆွလို့တာတွေဒါတွေကဒုတိလည်းမရှိဘူးပေါ့เนาะဒုတိလည်းမရှိဘူးအဲ့ဒါကြောင့်မို့နှစ်ပြောင်းတာပါပဲနှစ်ပြောင်းတာအဲ့တော့ပြောင်းတော့မယ်ဆိုရင်ကျွတင်တာကိုရက်ကိုပထမနေ့ကိုအကျိုးလို့သတ်မှတ်ပြီးဒုတိယနေ့ကိုအကျလို့သတ်မှတ်တယ်အဲ့ဒီအကျဟာကိုယ့်အတွက်ကြာဆုံးခြင်းမဖြစ်ဖို့အရေးကြီးတယ်ပေါ့နော်နောက်တစ်ခါအကျက်ဆိုပြီးတော့တစ်ခါလာအလေရက်ကိုအကျက်လို့ခေါ်လိုက်ပြီးတော့နောက်အတက်ထပ်ပြန်တက်လာတယ်တက်ပြီးတော့နှစ်ဆန်းတရေဆိုပြီးတော့ဒီကနေ့ရောက်ရှိပြီးတော့လာတယ်ကုသိုလ်ကောင်းမှုတွေထူးပြုကြတယ်အဲ့လိုထူးပြုတဲ့အခါမှာဓမ္မဒါယသာသနာစင်တာမှာဥပုသ်ဆောင်သုံးလို့တရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်ကြတဲ့ယောဂီသူတော်စင်တွေတုံးလောကယဟန်ဝတ်ပြီးတရားဓမ္မနဲ့ပြောမွေးကြတဲ့ယဟန်တွေအမြဲဝတ်နေတဲ့တန်ဃာတွေအဲ့ဒီပုဂ္ဂိုလ်တွေအားလုံးကိုချမ်းချမ်းသာသာနဲ့တရားဓမ္မလုံးနိုင်ရန်အလုံးသာကုသိုလ်ရှင်များစီမံပြီးတော့လုပ်တယ်အဲ့တော့အများဝိုင်းပြီးတော့လူတန်းကြတယ်ဘုံကြီးမြင့်ကြည်နဲ့ဒေါ်ချိုချိုတို့ကဥဆောင်ပြီးတော့တကြံ9ရက်မှာတာဝန်ယူပြီးတက်ကုန်းကအချက်ပြုတ်သူတော်စင်တွေတို့ဒီကအင်ဂျင်နီယာတက်ကကလေးတွေတို့အားလုံးဟာဝိုင်းဝန်းပြီးတော့ဝေယဝဆဆောင်ရွက်ပြီးတော့ချမ်းသာသာနေကြရအောင်လို့ဆိုပြီးစီမံဆောင်ရွက်ကြတာအားလုံးချမ်းသာကြမယ်စိတ်ချမ်းသာကြမယ်ကိုယ်ချမ်းသာကြမယ်လို့ဒီလိုတရားဓမ္မနဲ့လွတ်လွတ်လပ်လပ်
တရားအထုတ်ခွင့်ဒီအချိန်ကြီးပိုရလာလို့အမြတ်ဒီပိုရလိမ့်မယ်လို့ယုံကြည်ပါအဲ့ပညာအကျိုးနေ့ဆိုတာ2014ခုနှစ်ဧပြီလ13ရက်တနင်္ဂနွေနေ့မှာအာယုံစွမ်းနေစွမ်းကုသိုလ်ရှင်များကတော့တိရဲမှုရဲသူရရန်ရှင်ဇနီးတော်နန်းခင်နုမန္တလေးမိသားစုတို့က3သိန်းကျပ်မန္တလေးမြို့ဥထိန်ဝင်းဇနီးတော်ခင်မာထွေးနန်းတွင်သမားတော်ကြီးဆေးတိုက်မိသားစုက2သိန်းကျပ်နဲ့ High-Tech Concrete Company Limited MD ဦးဟန်သိန်းလွင်မိသားစုက3သိန်းကျပ်နဲ့ကိုထွတ်ခိုင်လင်းဇနီးမခင်စောလင်းမိသားစုက2000ကျပ်နေပြည်တော်ဥကြည်ကာဇနီးတော်မမအေးမိသားစုတို့က3သိန်းကျပ်ဆိုပြီးတော့ပထမနေ့အရုံစွမ်းနေ့စွမ်းအတွက်ကုသိုလ်ပြုကြတယ်သင်္ကြန်အကျိုးနေ့ကအလုံးလူကြတန်းကြတာ9သိန်းနဲ့2000ကျပ်ရှိတယ်ပေါ့နော်9သိန်း2000ကျပ်နောက်တစ်ခါ2014ခုနှစ်ဧပြီလ14ရက်သင်္ကြန်အကျနေ့တနင်္လာနေ့မှာအရုံစွမ်းနေစွမ်းကုသိုလ်ရှင်များမန္တလေးမြို့ဖခင်ကြီးဦးကျော်ညော့အားရည်စူး၍မိခင်ဒေါ်တန်းတန်းသားဦးမြင့်လွင်ဒေါ်ရွှေမိမြေဖြောညီညီလွင်ဤဖြိုးသူညီမဖူးပွင့်လွင်မြစ်ရွှန်းရတီလွင်ချူးစစ်လိတ်မိသားစုက3သိန်းကျပ်နဲ့မန္တလေးမြို့ဥတ္တဝင်းဦးစိုးမင်းဦးမိသားစုတို့က2သိန်းကျပ်2သိန်းကျပ်လှူဒန်းတယ်အဲဒီမှာစရင်အချုပ်ကတော့သင်္ကြန်အကြနေ့မှာ5000ကျပ်အားလုံးလှူဒန်းထားတာရှိတယ်နောက်သင်္ကြန်အကြနေ့စရင်က2014ခုနှစ်ဧပြီလ15ရက်သင်္ကြန်အကြနေ့မှာအရုံစွမ်းနေစွမ်းကုသိုလ်လှူဒန်းတဲ့ကုသိုလ်ရှင်များကတော့စကိုင်းမြို့ဥချစ်ထွေးဒေါ်ကျင်စိန်ရွှေမြိုင်ပိုးဒီတိုက်မိသားစုက3သိန်းကျပ်စကိုင်းမြို့ကိုကျော်ဇနီးမဆိုသမီးစန္ဒာဦးရွှေစင်ရှမ်းခောက်ဆွဲမိသားစုက2သိန်းကျပ်ရန်ကုန်မြို့နဘက်မိဘများကိုအမှုထား၍ဦးရှိန်သူအောင်ဒေါက်တာပြည့်ပြည့်သိန်းသမီးလင်းလာပြည့်ရှိန်မမေပြည့်စုံရှိန်မိသားစုတို့က3သိန်းကျပ်နောက်တစ်ခါဦးသိန်းတန်တိုဒေါ်ချောစုထွေးသမီးမမေမေမြတ်စုသိန်းသားဖုံးမြင့်မြတ်သိန်းမိသားစုက3သိန်းကျပ်ဦးမင်းဆွေလိုက်ဒေါက်တာအေးတီရီကျော်သမီးသဲစုမင်းမိသားစုတို့က3သိန်းကျပ်ဦးတင်ဝင်းတမ်းမကြီးအငိမ့်စားနဲ့ဒေါ်သူရင်သမီးမဝင်းသူဖြိုမိသားစုတို့က3သိန်းကျပ်နှစ်ဖက်မိဘများမှုထားပြီးမောင်အောင်သူဝင်းမရွှေကြီးဖြိုမိသားစုတို့က9000ကျပ်လို့ဆိုပြီးတော့သင်္ကြန်အကြနေ့ကုသိုလ်ရှင်များဆွမ်းဆက်ကလှူဒန်းတယ်အကြနေ့လှူဒန်းတဲ့ကုသိုလ်ငွေစုစုပေါင်းကတော့73သိန်းနဲ့9000ကျပ်ဖြစ်တယ်နောက်တစ်ခါ2014ခုနှစ်ဧပြီလ16ရက်တရားအတက်နေ့အရုံစွမ်းနေစွမ်းကုသိုလ်ရှင်များစရင်ကနှစ်ဘက်သောမိဘများဖြစ်ကြတဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဒေါ်ကျွတ်လှဦးမျိုးမြင့်ဒေါက်ခင်နွဲရီတို့မှုထားပြီးသားဦးအောင်ပြည့်စုံဒေါ်မျိုးရတနာထိုက်မြေသမီးလေးချစ်ကိုမိသားစုတို့က9သိန်းကျပ်မိခင်ကြီးဒေါ်သေးကိုရည်စူး၍ဒေါ်နွဲ့သားမီးမြေမြများက2သိန်းကျပ်မိခင်ကြီးဒေါ်ရင်ကြီးအားရည်စူး၍ဖခင်ကြီးဦးကျင်စိန်ကအမှုထားလေသမီးဒေါ်နွယ်နီစိန်ဒေါ်အောင်မစိန်ရွှေကျွန်းရတနာမိသားစုရန်ကုန်မြို့က3သိန်းကျပ်လို့အတက်နေ့ဆွမ်းလူကုသိုလ်ရှင်အတက်နေ့
စုစုပေါင်းလူဒန်းတာ14သိန်းကျပ်ဒီကနေ့နှစ်ဆန်းတရက်2014ခုနှစ်ဧပြီလ18ရက်မြန်မာနှစ်ဆန်းတရက်ဒီကနေ့ကုသိုလ်ရှင်များကဥခင်ရွှေဒေါ်မေးလှိုင်ရန်ကုန်မြို့ရာဟုလာသင်္ကန်းတိုက်မိသားစုတို့က2သိန်းကျပ်အဖွားတန်းအမှုထားပြီးဥမြင့်လွင်ဒေါ်ရွှေမိနှင့်ဓမ္မယောဂီမိတ်ဆွေများ2သိန်းကျပ်ရန်ကုန်မြို့ဗိုလ်မှူးကြီးကျော်လင်းဒေါ်တီတီနွဲ့သမီးမမေမြတ်ကျော်ကိတ္တယံတောက်ရည်နဲ့မိသားစုတို့က3သိန်းကျပ်နေပြည်တော်ဦးမျိုးဝင်းဒေါ်ရီပြုံးမိသားစုတို့က1သိန်းကျပ်လို့နှစ်ဆန်းတရက်နေ့မှာ8သိန်းကျပ်တည်အလုံးစုံလူတော်ငွေစုစုပေါင်း49သိန်း9,000ကျပ်လို့ဒီလိုလူဒန်းကြတာဖြစ်ပါတယ်မိရအလှစင်းနဲ့ပတ်သက်ပြီးတော့ဥကျော်ညွန့်ဒေါ်တန်းတန်းသားကိုမြင့်လွင်မရွှေမိသားစုမန္တလေးမြို့က3သိန်းကျပ်ဥခင်ရွှေဒေါ်မိတ်လိုင်းမိသားစုရာဟုလာသင်္ကန်းတိုက်ရန်ကုန်မြို့က3သိန်းကျပ်နဲ့ဓမ္မယုံအလှစင်းများဥခင်ရွှေဒေါ်မိတ်လိုင်းမိသားစုရန်ကုန်မြို့ရာဟုလာသင်္ကန်းတိုက်က3သိန်းကျပ်နဲ့ဦးမျိုးထွန်းဇနီးဒေါက်တာနေဝါလှိုင်းမိသားစုရန်ကုန်မြို့က3သိန်းကျပ်လို့ဒီလိုလှူဒန်းကြတဲ့ကုသိုလ်ကောင်းမှုတွေကိုအားလုံးဝမ်းမြောက်လို့သာဓုခွန်နိုင်ကြပါစေကုန်သတည်းအလုံးရည်စက်ချလိုက်ရအောင်အာယုံပြုပြီးတော့အရှင်ဖေယဖေယဒွေတော်တို့သည်တကြံကာလအခါသမယ၌အမတ္တယကုသိုလ်ပြုလုပ်လိုကြပါသဖြင့်သမသာဟာယသာသနာစင်တာ၌သရင်သုံးတော်မူကြသောသံဃာတော်အရှင်မြတ်များသီလရှင်ဆရာလေးများအနေနဲ့အယယမလာရောက်၍ဥပုသ္တိလဆောင်သုံးကြလျက်တရားဓမ္မဖြင့်ပျော်မွေးကြသူယောဂီသူတော်စင်ဧည့်သည်အပေါင်းတို့အားအာယုံစွမ်းနေစွမ်းအာဟာရတို့ကိုကျွေးမွေးဣခန္ငါလူရန်ကြပါကုန်၏အဖျော်ယမကာတို့ကိုကလူကြပါကုန်၏ကျွေးမွေးကြပါကုန်၏တောက်ရည်တန်းတို့ကိုလူရန်ကြပါကုန်၏ချမ်းချမ်းသာသာတရားဓမ္မဖြင့်ပျော်မွေ့နိုင်ရန်အလို့ငါအချက်အပြုတ်တန်ရှင်းရေးအစရှိသောဝေယဝိသကုသိုလ်တို့ကိုစီဘူးပြုလုပ်အားထုတ်ကြပါကုန်၏ယနေ့ယခုအားထုတ်ပြုလုပ်ကြရသော9ရက်တာကာလကြံအခါသမယ၌ပြုခဲ့သမျှသောကုသိုလ်ကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းအထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖအဖိုးအဖွားဆရာသမားမှစ၍ကဘာသူကဘာသားလူနတ်မြမသတ္တဝါအများတို့အားအမြဝေငှပါကုန်၏အထူးအားဖြင့်ဓမ္မသဟာယသာသနာစင်တာဧရိယာအတွင်း၌ရှိကြကုန်သောဘုံမဲ့သောပြုတ်ကဲ့သို့အာကာသသော
တောသောနာတောင်သောနာစေရီသောနာကျောင်းသောနာဆယ်သောနာသာသနာတော်သောနာနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့အားအမြအမြဝေငှပါကုန်၏တရားမင်းရှမမင်းတို့အားအမြအမြဝေငှပါကုန်၏သတုလောကပါဠနမင်းကြီး၄ပါးတို့အားအမြအမြဝေငှပါကုန်၏32ပုံရှင်ဒီကုံသောလုံးစုံများစွာတတ္တဝါတို့အားအမြအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအားလုံးကြာကြာသမျှအမြအမြအမြသူတော်မူကြပါကုန်လောသာဓုသာဓုသာအားလုံးကြာကြာသမျှအမြအမြသူတော်မူကြပါကုန်လောသာဓုသာမြန်မာနှစ်စံတရက်1386ခုနှစ်သို့စတင်ရောက်ရှိရာမြန်မာနှစ်စံတရက်နေ့အခါသမယ၌မြန်မာနိုင်ငံမှာရှိတဲ့မြန်မာလူမျိုးတွေမှအစပြု၍ကမ္ဘာသူကမ္ဘာသားလူသားအားလုံးနဲ့တတဝါအားလုံးကျမ်းမှချမ်းသာကြစေရန်ရည်တန်တဲ့မေတ္တာဘာဝနာပွားများကြရမယ်။အဲဒီတော့မေတ္တာဘာဝနာပွားတဲ့အခါမှာတရားထိုင်တယ်လို့သက်သာတဲ့ဣရိယာပုလေးနဲ့ထိုင်ပြီးတော့အချိန်နည်းငယ်ယူရမှာဖြစ်တယ်ပေါ့စိတ်ထဲကနေအာယုံစိုက်ပြီးတော့928သွင်းမေတ္တာပွားများကြဖို့ဒီနေ့နှစ်ဆန်းတရက်နေ့မို့အထူးမေတ္တာဘာဝနာပွားများဖို့အားလုံးရှင်တဲ့နှလုံးထဲမှာဒေါသဆိုတဲ့အမုန်းတရားမေတ္တာနဲ့ရှင်းမှသာလျှင်ရနိုင်တာဖြစ်လို့မြတ်စွာဘုရားကိုယ်တိုင်ကမေတ္တာဘာဝေတ္တပါဒေါသတဘာနာယမုန်းတိမှုဆိုတဲ့ဒေါသတရားပြောက်အောင်မေတ္တာဝေပွားများအထောက်အမယ်လို့ဒီလိုဟောကြားထားတဲ့အတိုင်းဘုန်းကြီးတို့တွေဟာမိမိတဏ္ဍာမှာဒေါသတရားကင်းစင်သွားသည်ဖြစ်အောင်မေတ္တာဘာဝနာပွားများအထောက်ချမိမိရဲ့မေတ္တာဘာဝနာပွားများအထောက်ခြင်းအားဖြင့်မိမိရဲ့မေတ္တာဓာတ်တွေဟာလေအထိုက်အလျောက်တစ်ပင်အောက်ဝင်လို့ရှိရင်အေးသွားတယ်လို့ပေါ့ကိုယ့်ရဲ့မေတ္တာဓာတ်ဟာလေတရားတွေပေါ်မှာကူးဆက်ရောက်ရှိတာတော့ရှိတယ်ပေါ့သို့တော်လည်းဘုန်းကြီးတွေတွေ့တဲ့အခါတပည့်တော်ကိုမေတ္တာပို့ပေးပါလို့တော့မလျှောက်ကြနဲ့နော်ကိုယ့်အကိုပို့ရမှာမေတ္တာဆိုတာနော်တပည့်အောင်ဝင်လို့ရတဲ့အေးလောက်တော့ရခြင်းရမှာပေါ့ဘုန်းကြီးကမေတ္တာပို့ပေးလို့ရှိရင်ကိုယ့်အကိုမေတ္တာပို့မယ်ဆိုတဲ့စိတ်ဓာတ်လေးကိုမွေးဖို့လိုတယ်နော်မေတ္တာခံယူပါတယ်တပည့်တော်မေတ္တာပို့ပေးပါလို့ဆိုကိုကမေတ္တာဘာဝနာပွားတဲ့အကျိုးကိုမရဘူးအဲ့ဒါတပည့်အောင်ဝင်လို့အရိတ်ကလေးခိုးရတော့လောက်တော့ရှိကောင်းရှိအဲ့တော့ကိုယ်တိုင်စားနိုင်ရင်တန်းနဲ့ငါအတွက်စားပေးလိုက်ပါလို့ဆိုတာမျိုးနဲ့မတူပေဘူးလားစားတဲ့လူပဲဝါမှာပဲကိုဝါမှာမဟုတ်အဲကြောင့်မေတ္တာဆိုကိုယ့်ကိုပို့နေအောင်ကြိုးစားအဲ့ဒီလိုချမ်းသာအိပ်ဆက်ချမ်းသာလေးရဲ့တို့အိမ်နဲ့ဆိုကင်းဆိုတဲ့မေတ္တာအကျိုး7မျိုးဆိုတာပွားတဲ့လူရတာနော်အပွားခံရင်တဲ့လူရတာမဟုတ်ဘူးကိုကခံယူတဲ့ဘက်ကမနေနဲ့ပွားတဲ့ဘက်ကနေအမြဲတမ်းမေတ္တာခံယူတဲ့ဘက်ကမနေနဲ့မေတ္တာပွားတဲ့ပုဂ္ဂိုလ်ဘက်ကနေရမယ်အမြဲတမ်းအဲ့ဒါမှမေတ္တာဓာတ်တွေဟာပြန်လှန်ကူးဆက်ပြီးတော့သွားမှာပေါ့ဒီလိုဆိုလို့တော့အဲ့တော့920မေတ္တာပွားပုံလေးကိုအလုံးရကြတာရပြီးသားဖြစ်တယ်တကယ်တော့ဘုန်းကြီးကစောစောတတိမရဘူးလို့ခုနလေးကမှတတိရပြီးတော့ဒါလေးကို
နောက်ကြလို့ရှိရင်စာရွက်ကလေးရိုက်ဝေထားမယ်ဆိုလို့ရှိရင်သူကဖြစ်ပုံ920မေတ္တာပွားပုံလေးရပထမဘာမှတ်ရမှာတော့ဆိုရင်အပွားခံတဲ့ပုဂ္ဂိုလ်12ဦးဆိုတာရှေးဥစွာမှာ12ဦးဆိုတာထူးဆန်းမဟုတ်ဘူးသဗ္ဗေတတ္တာသဗ္ဗေပါဏာသဗ္ဗေဗုဒ္ဓသဗ္ဗေပုဂ္ဂလာသဗ္ဗေအတ္တဘာဝပရိယပါဏာအလုံးကိုခြုံတာဒါသက်ရှိတ attva တွေအလုံးကိုတတ္တာဆိုတာလည်းတ attva ပဲပုဂ္ပါဏာဆိုတာလည်းတ attva ပဲဗုဒ္ဓဆိုတာလည်းတ attva ပဲပုဂ္ဂလာဆိုတာလည်းတ attva ပဲအတ္တဘာဝပရိယပါဏာဆိုတာလည်းတ attva ပဲအလုံးတ attva တွေကိုဘာဖြစ်လို့ဒီလိုတ attva ကိုတစ်ခုတည်းမဆိုဘဲနဲ့အမျိုးစုံဆိုတာတော့ဆိုတ attva တွေကလည်းအမျိုးစုံတယ်လေအမျိုးစုံတော့အလုံးချုပ်မိငုံမိအောင်လို့ဆိုပြီးတော့ကိုသိတဲ့စကားလုံးနဲ့ဆိုလို့ရအောင်လို့မြတ်စွာဘုရား5မျိုးဟောထားတာအဲ့တော့တ attva အလုံးနဲ့သက်ဆိုင်တဲ့စကားလုံးတွေကသဗ္ဗေတတ္တာသဗ္ဗေပါဏာသဗ္ဗေဗုဒ္ဓသဗ္ဗေပုဂ္ဂလာသဗ္ဗေအတ္တဘာဝပရိယပါဏာဒီ5ခုတခါမှတ်တယ်နောက်တစ်ခါကျတော့တ attva တွေကိုထပ်ပြီးတော့ခွဲလိုက်တယ်နံပါတ်1ကဒီကြာမပေါ့ sex နဲ့ခွဲပြီးတော့သဗ္ဗအဋ္ဌိယောအမျိုးသမီးတွေအားလုံးသဗ္ဗေပုရိသအမျိုးသားတွေအားလုံးဟိုရင်းနေအဖို့မခွဲပြီးတော့တခါဆိုတယ်နောက်တစ်ခါကျတော့အဆင့်တန်းနဲ့ခွဲဆိုမယ်သဗ္ဗေအရိယာသဗ္ဗေနအရိယာမြင့်မြတ်တဲ့အဆင့်ရောက်သွားတဲ့အရိယာသူတော်စင်တွေမြင့်မြတ်တဲ့အဆင့်မရောက်သေးတဲ့ပုထုဇဉ်တွေဟောနှစ်ခုခွဲလိုက်တယ်အတွဲလိုက်လေသွားနောက်တစ်ခါကျတော့လူနဲ့နတ်ခွဲလိုက်တယ်သဗ္ဗေဒေဝသဗ္ဗေမနုဿာနောက်ဆုံးကျတော့အဲ့ဒီလူတွေနတ်တွေလည်းမပါဘဲနဲ့အချင်းနေသိပြီးမကောင်းရှာတဲ့တ attva တွေငရဲတို့တိရစ္ဆာန်တို့ပြိတ္တာတို့အလုံးကိုခြုံငုံပြီးသဗ္ဗေဝိနိပါတိကာအလုံး12ခုရှိတယ်ဒါရကြမှာပါလူတော်တော်များများတော့နော်ရရွတ်ထဲမှာပါတယ်လေအဲ့ဒါသဗ္ဗေတတ္တာသဗ္ဗေပါဏာသဗ္ဗေဗုဒ္ဓသဗ္ဗေပုဂ္ဂလာသဗ္ဗေအတ္တဘာဝပရိယပါဏာသဗ္ဗအဋ္ဌိယောသဗ္ဗေပုရိသသဗ္ဗေရိယာသဗ္ဗေနာရိယာသဗ္ဗေထေဝသဗ္ဗေမနုဿာသဗ္ဗေဝိနိပါတိကာ12ဦးဖြစ်တာနော်အဲ့ဒီ12ခုကိုမူတည်ထားပြီးတော့မေတ္တာပွားတဲ့အခါကျတော့အဝေရာဟွန်တုရံမရှိကြပါစေရံကင်းကြပါစေနော်အဗျာပစ္စာဟွန်တုဆင်းရဲဒုက္ခတွေကင်းကြပါစေအနိကာဟွန်တုအဗျာပစ္စာဟွန်တုဒေါသတွေကင်းကြပါစေအနိကာဟွန်တုဆင်းရဲဒုက္ခတွေကင်းကြပါစေဒုက္ခိအတ္တနံပရိဟရန္တုမိမိရဲ့ကိုယ်ကာယကိုချမ်းသာစွာဆောင်နိုင်ကြပါစေတချို့ကျတော့ကိုယ်ကာယကိုချမ်းသာတာမဆောင်နိုင်ဘူးလေကိုယ်ကာယကြီးကယောဂတုံးကြီးဖြစ်နေတဲ့ကလေးလံနဲ့ဒုက္ခတွေရောက်သက်ရှင်နေတာပင်မဆင်းရဲနေတာဒုက္ခိအတ္တနာမဖြစ်ဘူးပေါ့ဒီလိုမဖြစ်စေရဟောကျမ်းမာနေတဲ့ပုဂ္ဂိုလ်တွေကျတော့ခန္ဓာကိုယ်တာဝန်ထားရတာပေါ့ပါပါရှိတယ်လေအသက်ကြီးလာရင်လည်းသိမပေါ့ပါဘူးအတွဲလေးနဲ့သွားနေရမပေါ့ပါတော့ယောဂရှိရင်လည်းမပေါ့ပါတော့ဒီလိုဟာတွေပဲအဲ့ဒါကိုပေါ့ပါပါလွယ်လွယ်ကူကူနဲ့ခန္ဓာကိုယ်ရဲ့တာဝန်တွေကိုထမ်းဆောင်နိုင်ပါစေလို့ဒီလိုဆိုလိုတာပေါ့ဘေးရန်ခတ်သိမ်းကင်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းကင်းငြိမ်းကြပါစေဒုက္ခခတ်သိမ်းကင်းငြိမ်းကြပါစေနော်ကိုယ်စိတ်နှပြချမ်းသာစွာဆောင်ရွက်နိုင်ကြပါစေဆိုဒါမေတ္တာပွားတာ၄ခုခေါ်တယ်ဟွန်တုအဝေရာဟွန်တုအဗျာပစ္စာဟွန်တုအနိကာဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုလို့ဆိုတာကိုကြည့်ပြီးတော့ဒါတုလေးတုခုနကတရားအမျိုးအစားခွဲထားတဲ့12ခုကိုတုလေးတုနဲ့မြောက်လိုက်12ကို4နဲ့မြောက်48ခုအဲ့48ကိုမှတ်ထားလိုက်တခါဒီ48ခုလွယ်လွယ်လေးရ928ပဲမေတ္တာနော်ရှင်းအောင်ပြောမှာကြပြားကြီးကြက်ထိုင်ရှုပ်နေမှာမလုပ်တတ်တော့ကဲနောက်တစ်ခုကအယတ်ဆယ်မျက်နှာထည့်အယတ်ဆယ်မျက်နှာဆိုပုရတိမာယဒိတာယအာယုံပြုလိုက်အရှိမျက်ဒက္ခိနာယဒိတာယတောင်ဘက်ပစ္စည်းမာယဒိတာယအနောက်ဘက်လက်ရပတ်ကောင်းတာအရှိပြီးတော့တောင်ပြီးတော့အနောက်
Uddaraya Dhitaya Myao Ayalimena now main direction you repeat. Pire Kajaro Downy Jani Downy Usume Purati Maya Anuditaya Tekinaya Anuditaya Pisimaya Anuditaya Uddaraya Anuditaya Downy Simyana Shidai no Ayasimyana Terega Legu Tawa Legu Alo Shiku Vidavi Attend out Hiti Maya Dhitaya out yet. Also have to out no go out now. Upri Maya Dhitaya go to Mashi. Out yet, tell ya. So a yes semina fida. Any a yes semina go Konaga. There was Sanamio ye, 2 leg ye, laser shiku, say name young like. Leia she Konaga laser she ye, a good laser Leia she say, bound like their kaja. Maya Nasashi, and I was so no. Pony at Dibeda lights over, did it send I quail on my dear. No, send I quail on my bima dear. Okay, hello, I am you be now. So like that, I am you like what? So I thought David Dada, Awira, Hondu, Avia Bisa, Hondu, Awira, Hondu, say Yankinya Badi, Avia Bisa, Hondu, no, Toda Kenya Badi. Aniga Hondu, Sieduka Kenya Vasi, Duki Adana, Riarandu, Lolagu, Guboago, Tansan Navasi, Diluli, I only do be so me, no? The cruise, so me. Edao. Get alone like be a soldier. Tabi Dada Awira Hondu, Avia Bisa Hondu. Aniga Hondu Duki Adana Pariharandu Labe Pana Awira Hondu Avya Bisa Hondu Aniga Hondu Duki Adana Pariharandu Babi Buddha Awira Hondu Avya Bisa Hondu Aniga Hondu Duki Adana Pariharandu Babi Bogala Awira Hondu Avya Bisa Hondu Aniga Hondu Duki Adana Pariharandu Sabi Adabawa Priyapana Awira Hondu Avya Bisa Hondu Aniga Hondu Duki Adana Pariharandu Taba Etiyo Awira Hondu Avya Bisa Hondu Aniga Hondu Duki Adana Pariharandu Tabe Purita Awira Hondu Avya Bisa Hondu Aniga Hondu Duki Adana Pariharandu Tabe Riya Awira Hondu Avya Bisa Hondu Aniga Hondu Duki Adana Pariharandu Tabe Nariya
Avira Hondu Avya Bisa Hondu Aniga Hondu Sukhi Adana Pariharandu Sabi Deva Avira Hondu Avya Bisa Hondu Aniga Hondu Sukhi Adana Pariharandu Sabi Manuda Avira Hondu Avya Bisa Hondu Aniga Hondu Sukhi Adana Pariharandu Tabe Vinipadika Avira Hondu Avya Bisa Hondu Aniga Hondu Sukhi Adana Pariharandu Purati Maya Ditaya Tabe Tata Avira Hondu Avya Bisa Hondu Aniga Hondu Sukhi Adana Pariharandu Purati Maya Ditaya Tabe Pana Avira Hondu Avya Bisa Hondu Aniga Hondu Sukhi Adana Pariharandu Purati Maya Ditaya Tabe Buddha Avira Hondu Avya Bisa Hondu Aniga Hondu Sukhi Adana Pariharandu Purati Maya Ditaya Tabe Pogala Avira Hondu Avya Bisa Hondu Aniga Hondu Sukhi Adana Pariharandu Purati Maya Ditaya Tabe Adabhava Priyabana Avira Hondu Avya Bisa Hondu Aniga Hondu Sukhi Adana Pariharandu Purati Maya Ditaya Tava Etiyo Avira Hondu Avya Bisa Hondu Aniga Hondu Sukhi Adana Pariharandu Purati Maya Ditaya Tabe Purita Avira Hondu Avya Bisa Hondu Aniga Hondu Sukhi Adana Pariharandu Purati Maya Ditaya Tabe Ariya Avira Hondu Avya Bisa Hondu Aniga Hondu Sukhi Adana
ပရိဟရန္တုပုရတိမာယဒိတာယသဗ္ဗေအနာရိယအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအာနိကဟွန်တုသုခိအတ္တနံပရိဟရန္တုပုရတိမာယာဒိတာယသဗ္ဗေဒေဝအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုပုရတိမာယာဒိတာယသဗ္ဗေမနုဿာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုပုရတိမာယဒိတာယသဗ္ဗေဝိနိပါတိကာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုတခိနာယဒိတာယသဗ္ဗေတတ္တအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုဒက္ခိနာယဒိတာယသဗ္ဗေပါဏာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုဒက္ခိနာယဒိတာယသဗ္ဗေဗုဒ္ဓအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုဒက္ခိနာယဒိတာယသဗ္ဗေပုဂ္ဂလာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုဒက္ခိနာယဒိတာယသဗ္ဗေအတ္တဘာဝပရိယပန္နာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုဒက္ခိနာယဒိတာယသဗ္ဗဣဋ္ဌိယောအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုဒက္ခိနာယဒိတာယသဗ္ဗေပုရိတာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပ
ရိဟရန္တုတခိနာယဒိတာယသဗ္ဗေအရိယာအဝိရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုတခိနာယအဒိတာယသဗ္ဗေအနာရိယအဝိရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုတခိနာယဒိတာယသဗ္ဗေဒေဝအဝိရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခေအတ္တနံပရိဟရန္တုတခိနာယဒိတာယသဗ္ဗေမနုဿာအဝိရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုတခိနာယဒိတာယသဗ္ဗေဝိနိပါတိကာအဝိရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုပစ္စည်းမာယာဒိတာယသဗ္ဗေတတ္တာအဝိရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုပစ္စည်းမာယဒိတာယသဗ္ဗေပါဏာအဝိရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုပစ္စည်းမာယဒိတာယသဗ္ဗေဗုဒ္ဓအဝိရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုပစ္စည်းမာယဒိတာယသဗ္ဗေပုဂ္ဂလာအဝိရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုပစ္စည်းမာယဒိတာယသဗ္ဗေအတ္တဘာဝပရိယပါဏာအဝိရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုပစ္စည်းမာယဒိတာယသဗ္ဗအဋ္ဌိယောအဝိရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုပစ္စည်းမာယဒိတာယသ
သဗ္ဗေပုရိသအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိဂါဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုပိစိမာယဒိတာယသဗ္ဗေအရိယအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိဂါဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုပိစိမာယဒိတာယသဗ္ဗေအနာရိယအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိဂါဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုပိစိမာယဒိတာယသဗ္ဗေဒေဝအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိဂါဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုပိစိမာယဒိတာယသဗ္ဗေမနုဿာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိဂါဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုပိစိမာယဒိတာယသဗ္ဗေဝိနိပါတိကာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိဂါဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုဥဒ္ဒရာယဒိတာယသဗ္ဗေတတ္တာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိဂါဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုဥဒ္ဒရာယဒိတာယသဗ္ဗေပါဏအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိဂါဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုဥဒ္ဒရာယဒိတာယသဗ္ဗေဗုဒ္ဓအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိဂါဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုဥဒ္ဒရာယဒိတာယသဗ္ဗေပုဂ္ဂလာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိဂါဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုဥဒ္ဒရာယဒိတာယသဗ္ဗေအတ္တဘာဝပရိယပန္နာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိဂါဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုဥဒ္ဒရာယဒိတာယသဗ္ဗဣတိယောအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိဂါဟွန်တုဒုက္ခိအတ္တနံပ
ရိဟရန္တုဥဒ္ဒရာယဒိတာယသဗ္ဗေပုရိသာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကာဟွန်တုသုခိအတ္တနံပရိဟရန္တုဥဒ္ဒရာယဒိတာယသဗ္ဗေအရိယာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကာဟွန်တုသုခိအတ္တနံပရိဟရန္တုဥဒ္ဒရာယဒိတာယသဗ္ဗေအနာရိယာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကာဟွန်တုသုခိအတ္တနံပရိဟရန္တုဥဒ္ဒရာယဒိတာယသဗ္ဗေဒေဝအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကာဟွန်တုသုခိအတ္တနံပရိဟရန္တုဥဒ္ဒရာယဒိတာယသဗ္ဗေမနုဿာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကာဟွန်တုသုခိအတ္တနံပရိဟရန္တုဥဒ္ဒရာယဒိတာယသဗ္ဗေဝိနိပါတိကာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကာဟွန်တုသုခိအတ္တနံပရိဟရန္တုပုရတိမာယအနုဒိတာယသဗ္ဗေတတ္တာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကာဟွန်တုသုခိအတ္တနံပရိဟရန္တုပုရတိမာယအနုရိတာယသဗ္ဗေပါဏာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကာဟွန်တုသုခိအတ္တနံပရိဟရန္တုပုရတိမာယအနုရိတာယသဗ္ဗေဘူတာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကာဟွန်တုသုခိအတ္တနံပရိဟရန္တုပုရတိမာယအနုရိတာယသဗ္ဗေပုဂ္ဂလာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကာဟွန်တုသုခိအတ္တနံပရိဟရန္တုပုရတိမာယအနုရိတာယသဗ္ဗေအတ္တဘာဝပရိယာပန္နာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကာဟွန်တုသုခိအတ္တနံပရိဟရန္တုပုရတိမာယအနုရိတာယသဗ္ဗဣဋ္ဌိယောအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကာဟွန်တု
သုခိအတ္တနံပရိဟရန္တုပုရတိမာယဒုရိတာယသဗ္ဗေပုရိတာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုပုရတိမာယအနုရိတာယသဗ္ဗေအရိယာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုပုရတိမာယအနုရိတာယသဗ္ဗေအနာရိယအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုပုရတိမာယအနုရိတာယသဗ္ဗေဒေဝအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုပုရတိမာယအနုရိတာယသဗ္ဗေမနုဿာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုပုရတိမာယအနုရိတာယသဗ္ဗေဝိနိပါတိကာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုတေခိနာယအနုရိတာယသဗ္ဗေတတ္တာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုတေခိနာယအနုရိတာယသဗ္ဗေပါဏာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုတေခိနာယအနုရိတာယသဗ္ဗေဗုဒ္ဓအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုတေခိနာယအနုရိတာယသဗ္ဗေပုဂ္ဂလာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုတေခိနာယအနုရိတာယသဗ္ဗေအတ္တဘဝပရိယပန္နာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တုသုခိအတ္တနံပရိဟရန္တုတေခိနာယအနုရိတာယသဗ္ဗအိဋ္ဌိယောအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကဟွန်တု
သုခိအတ္တနံပရိဟရန္တုသက္ခိနာယအနုရိတာယသဗ္ဗေပုရိတာအဝေရာဟွန္တုအဗျာပိစ္ဆာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုသက္ခိနာယအနုရိတာယသဗ္ဗေအရိယာအဝေရာဟွန္တုအဗျာပိစ္ဆာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုသက္ခိနာယအနုရိတာယသဗ္ဗေအနာရိယာအဝေရာဟွန္တုအဗျာပိစ္ဆာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုသက္ခိနာယအနုရိတာယသဗ္ဗေဒေဝအဝေရာဟွန္တုအဗျာပိစ္ဆာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုသက္ခိနာယအနုရိတာယသဗ္ဗေမနုဿာအဝေရာဟွန္တုအဗျာပိစ္ဆာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုသက္ခိနာယအနုရိတာယသဗ္ဗေဝိနိပါတိကာအဝေရာဟွန္တုအဗျာပိစ္ဆာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုသစ္စိမာယအနုရိတာယသဗ္ဗေတတ္တာအဝေရာဟွန္တုအဗျာပိစ္ဆာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုသစ္စိမာယအနုရိတာယသဗ္ဗေပါဏာအဝေရာဟွန္တုအဗျာပိစ္ဆာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုသစ္စိမာယအနုရိတာယသဗ္ဗေဗုဒ္ဓအဝေရာဟွန္တုအဗျာပိစ္ဆာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုသစ္စိမာယအနုရိတာယသဗ္ဗေဗုဒ္ဓအဝေရာဟွန္တုအဗျာပိစ္ဆာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုသစ္စိမာယအနုရိတာယသဗ္ဗေပုဂ္ဂလာအဝေရာဟွန္တုအဗျာပိစ္ဆာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုသစ္စိမာယအနုရိတာယသဗ္ဗေအတ္တဘာဝပရိယပါဏာအဝေရာဟွန္တုအဗျာပိစ္ဆာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုသ
Pisi Maya Anuridaya Abba Etiyo Awira Hondu Avyabisa Hondu Aniga Hondu Suki Adanam Pariharandu Pisi Maya Anuridaya Tabe Purita Awira Hondu Avyabisa Hondu Aniga Hondu Suki Adanam Pariharandu Pisi Maya Nuridaya Tabe Ariya Awira Hondu Avyabisa Hondu Aniga Hondu Suki Adanam Pariharandu Pisi Maya Nuridaya Tabe Nariya Awira Hondu Avyabisa Hondu Aniga Hondu Suki Adanam Pariharandu Pisi Maya Nuridaya Tabe Dewa Awira Hondu Avyabisa Hondu Aniga Hondu Suki Adanam Pariharandu Pisi Maya Nuridaya Tabe Manota Awira Hondu Avyabisa Hondu Aniga Hondu Suki Adanam Pariharandu Pisi Maya Nuridaya Tabe Vinipatika Awira Hondu Avyabisa Hondu Aniga Hondu Suki Adanam Pariharandu Uddaraya Anuridaya Tabe Tata Awira Hondu Avyabisa Hondu Aniga Hondu Suki Adanam Pariharandu Uddaraya Anuridaya Tabe Pana Awira Hondu Avyabisa Hondu Aniga Hondu Suki Adanam Pariharandu Uddaraya Nuridaya Tabe Buddha Awira Hondu Avyabisa Hondu Aniga Hondu Suki Adanam Pariharandu Uddaraya Nuridaya Tabe Pugala Awira Hondu Avyabisa Hondu Aniga Hondu Suki Adanam Pariharandu Uddaraya Nuridaya Tabe Adabhava Priyapana Awira Hondu Avyabisa Hondu Aniga Hondu Suki Adanam Pariharandu Uddaraya Nuridaya Abba Etiyo Awira Hondu Avyabisa Hondu Aniga Hondu
သုခိအတ္တနံပရိဟရန္တုဥဒ္ဒရာယနုရိတာယသဗ္ဗေပုရိတာအဝေရာဟွန္တုအဗျာပိဇာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုဥဒ္ဒရာယအနုရိတာယသဗ္ဗေအရိယာအဝေရာဟွန္တုအဗျာပိဇာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုဥဒ္ဒရာယနုရိတာယသဗ္ဗေအနာရိယာအဝေရာဟွန္တုအဗျာပိဇာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုဥဒ္ဒရာယနုရိတာယသဗ္ဗေဒေဝအဝေရာဟွန္တုအဗျာပိဇာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုဥဒ္ဒရာယနုရိတာယသဗ္ဗေမနုဿာအဝေရာဟွန္တုအဗျာပိဇာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုဥဒ္ဒရာယနုရိတာယသဗ္ဗေဝိနိပါတိကာအဝေရာဟွန္တုအဗျာပိဇာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုဟိတိမာယဒိတာယသဗ္ဗေတတ္တာအဝေရာဟွန္တုအဗျာပိဇာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုဟိတိမာယဒိတာယသဗ္ဗေပါဏာအဝေရာဟွန္တုအဗျာပိဇာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုဟိတိမာယဒိတာယသဗ္ဗေဗုဒ္ဓအဝေရာဟွန္တုအဗျာပိဇာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုဟိတိမာယဒိတာယသဗ္ဗေဗုဒ္ဓအဝေရာဟွန္တုအဗျာပိဇာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုဟိတိမာယဒိတာယသဗ္ဗေပုဂ္ဂလာအဝေရာဟွန္တုအဗျာပိဇာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုဟိတိမာယဒိတာယသဗ္ဗေအတ္တဘာဝပရိယာပန္နာအဝေရာဟွန္တုအဗျာပိဇာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တုဟိတိမာယဒိတာယသဗ္ဗအဋ္ဌိယောအဝေရာဟွန္တုအဗျာပိဇာဟွန္တုအနိကာဟွန္တုသုခိအတ္တနံပရိဟရန္တု
Hiti Maya Ditaya Sabi Purita Avira Hondu Avyabisa Hondu Aniga Hondu Sukhi Adana Pariharandu Hiti Maya Ditaya Sabi Riya Avira Hondu Avyabisa Hondu Aniga Hondu Sukhi Adana Pariharandu Hiti Maya Ditaya Sabi Nariya Avira Hondu Avyabisa Hondu Aniga Hondu Sukhi Adana Pariharandu Hiti Maya Ditaya Sabi Dewa Avira Hondu Avyabisa Hondu Aniga Hondu Sukhi Adana Pariharandu Hiti Maya Ditaya Sabi Manutta Avira Hondu Avyabisa Hondu Aniga Hondu Sukhi Adana Pariharandu Hiti Maya Ditaya Sabi Vinipatika Avira Hondu Avyabisa Hondu Aniga Hondu Sukhi Adana Pariharandu Ubri Maya Ditaya Sabi Tatta Avira Hondu Avyabisa Hondu Aniga Hondu Sukhi Adana Pariharandu Ubri Maya Ditaya Sabi Pana Avira Hondu Avyabisa Hondu Aniga Hondu Sukhi Adana Pariharandu Ubri Maya Ditaya Sabi Buddha Avira Hondu Avyabisa Hondu Aniga Hondu Sukhi Adana Pariharandu Ubri Maya Ditaya Sabi Puggala Avira Hondu Avyabisa Hondu Aniga Hondu Sukhi Adana Pariharandu Ubri Maya Ditaya Sabi Adabhava Priyapana Avira Hondu Avyabisa Hondu Aniga Hondu Sukhi Adana Pariharandu Ubri Maya Ditaya Sabba Etiyo Avira Hondu Avyabisa Hondu Aniga Hondu Sukhi Adana Pariharandu Ubri Maya Ditaya Sabbe Purita Avira Hondu Avyabisa Hondu Aniga Hondu Sukhi Adana Pariharandu
ဥပရိမာယဒိတာယသဗ္ဗေအရိယာအဝေရာဟွန်တုအဗျာပိဇာဟွန်တုအနိဂဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုဥပရိမာယနုရိတာယဥပရိမာယဒိတာယသဗ္ဗေအနာရိယအဝေရာဟွန်တုအဗျာပိဇာဟွန်တုအနိဂဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုဥပရိမာယဒိတာယသဗ္ဗေဒေဝအဝေရာဟွန်တုအဗျာပိဇာဟွန်တုအနိဂဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုဥပရိမာယဒိတာယသဗ္ဗေမနုဿာအဝေရာဟွန်တုအဗျာပိဇာဟွန်တုအနိဂဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုဥပရိမာယဒိတာယသဗ္ဗေဝိနိပါတိကာအဝေရာဟွန်တုအဗျာပိဇာဟွန်တုအနိဂဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုသာ